အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ 3D ဖော်ကောင်း channel ကနေပြီးတော့ဒီကနေ့မှာပြန်လဲကြိုးဆိုပါရခင်ဗျဒီကနေ့မှာကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြန်လဲမျှဝေပြီးတော့တင်ဆက်ပေးချင်တာကတော့လာမယ်ကျွန်တော်တို့တရက်နေ့2လပိုင်း2026မှာထွက်မယ် 3D ကိုဒီကနေ့မှာကျွန်တော်မိတ်ဆွေတွေကျွန်တော်ကအကြိုက်ဆုံးအကောင်းဆုံးသော site ကိုဒီကနေ့မှာပြန်လဲပြီးတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြန်လဲဖန်တီးထားတဲ့ site ကိုမျှဝေတင်ဆက်မှာဖြစ်တယ်ဒီနေ့မှာတင်ဆက်မယ့် site ကကျွန်တော်တို့ကလုံးဝကိုလဲကြမလို့ TC ကိုအလဲတိုင်းအောင်နောက်ပေးကိုတစ် site ထဲစီခွဲပြီးပြတ်သားမှာဆိုတော့ကဏ္ဍကောင်းတစ်ခွက်ထဲကိုရရှိမယ်ဒီကဏ္ဍကလည်းကျွန်တော်မိတ်ဆွေတွေတို့အထောက်ကူပြုမဲ့ကဏ္ဍဖြစ်တဲ့ဒီနေ့မှာပြန်လဲမျှဝေတင်ဆက်ပေးလိုက်ခြင်းဖြစ်တယ်ဒီနေ့မှာကျွန်တော်တင်ဆက်တဲ့ကျွန်တော်ဒီလက်တော့မူလေးကိုမတင်ဆက်ပေးခင်ကျွန်တော် YouTube channel ဖြစ်တဲ့ 3D ဟောကောင်းကိုလည်း subscribe ဆိုရဲဒီအောင်စာရမ်းနဲ့တွေ့ပြီးတော့ခေါ်လောက်လေးကိုမရီးရသေးလေဒီကပေးစီချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီနေ့မှာကျွန်တော်မိတ်ဆွေအတွက်အရင်ဆုံးအနေနဲ့ကျွန်တော်ကထိစီကြပုံလေးကိုအရင်ဆုံးပြသသွားမယ်ကဏ္ဍတော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲ3-3ညကိုပြီးရင်3-5နဲ့ပေါ့နော်ကဏ္ဍကျွန်တော်ဒီလိုယူထားတာဖြစ်တယ်တချို့တွေကဒီဗီဒီယိုကြည့်ပြီးမျက်စိလက်တက်တယ်ဒီလိုသွားတယ်ပေါ့နော်3-3ညကိုပြီးရင်3-5နဲ့3-9နဲ့4-6ဆိုရယ်ပုံစံနဲ့သွားပြီးအဲ့ရနေမှာတစ်စက်ဒီဘက်အချမ်းကနေပြီးတော့ဒီဘက်ချမ်းကိုကဏ္ဍကြောက်ကျွန်တော်ထုတ်ပေးတဲ့ site ကလေးနဲ့ကျွန်တော်မိတ်ဆွေတို့ဖန်တီးမှာဖြစ်တယ်ဟုတ်ကဲ့ရင်ဆုံးနေတဲ့ထိပ်စီးလေးကိုသွားမယ်ထိပ်စီး site ကကျွန်တော်တို့ဘယ်လိုယူလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ3ညရဲ့နေ့ရက်ကိုကျွန်တော်တို့ပေါင်းတယ်3ညနဲ့ပေါင်းခြင်း3ညနဲ့ပေါင်းခြင်းကတော့လေကျွန်တော်ဒီမှာပါရလဲနှစ်ကိုရတယ်နှစ်ကိုနှစ်ခန့်ချင်းကျွန်တော်တို့ဒီမှာ4ကိုပေးတယ်အဲ့ဒီ4စီကျွန်တော်ဒီမှာပါဖြစ်သွားတယ်လေဆိုရင်ကျွန်တော်ဒီမှာရှိတဲ့4ရယ်2ရယ်8ရယ်เนาะကျွန်တော်တို့4 2 8ပေါင်းခြင်းဒီပါဖြစ်လေကျွန်တော်တို့ဒီမှာ4ကိုပေးတယ်နှလုံးပေါင်းခြင်းနှစ်ခတ်မှုဒီဘက်ချမ်းမှာကျွန်တော်တို့ကသလုံးပေါင်းခြင်းနှစ်ခတ်ပြန်ပေးရမှာဖြစ်တယ်ဒီလိုပုံစံနဲ့ပေါ့နော်ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်က TC မူကိုလာမဲ့ကျွန်တော်ကတရက်2လပိုင်း2026အတွက်အကောင်းဆုံးတော့ TC မူကိုဒီပုံစံနဲ့ကျွန်တော်မိတ်ဆွေအတွက်ရှင်းချက်ဖန်တီးပြီးထုံတော့မှာဖြစ်တယ်ပြီးလေကျွန်တော်နောက်တစ် site ကြည့်မယ်နောက် site စီတဲ့ကျွန်တော်ဒီမှာရှိရကျွန်တော်က6ရက်ကိုပေါင်းတယ်6ပေါင်းခြင်း6ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါရတယ်နှစ်ပဲနှစ်ကိုနှစ်ခတ်ချင်းနဲ့ကျွန်တော်ဒီမှာပါရလဲကျွန်တော်တို့ဒီ4ဆိုပြီးတော့ရရှိပြန်တယ်ခင်ဗျအဲ့ဒီ4စီပါပြရမလဲကျွန်တော်ဒီမှာရှိတဲ့9ရက်9ရက်8 9ရက်9ရက်ပေါင်းခြင်း6နဲ့8နဲ့ပေါင်းခြင်းဒီမှာပါဖြစ်လဲ4ဆိုပြီးတော့ပြီးတယ်ခင်ဗျ3ညနဲ့ပေါင်းခြင်းကတော့2တဲ့2နှစ်ခတ်4က4နဲ့8ပေါင်းခြင်း4ဆိုချတယ်ဒီမှာလည်းပါရတယ်6ပေါင်းခြင်း6ပေါင်းခြင်းရတယ်နှစ်ပဲနှစ်ကိုနှစ်ခတ်ချင်းနဲ့ဒီမှာ4မို့လို့ခွန်ကို8ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ4ဆိုပြီးတော့ရရှိပြီဖြစ်တယ်။ရန်ကိုထူရချလေးနဲ့ကျွန်တော်မိတ်ဆွေအတွက်ရရှိထားတဲ့ site လေးဖြစ်တဲ့အတွက်အားရချင်တယ်ထင်တယ်။ဟုတ်ကဲ့ပြီးနေကျွန်တော်နောက်တစ် site သွားမယ်။နောက်တစ် site ကလည်းကျွန်တော်ပြထပ်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိတဲ့4ရယ်5ရယ်ကိုကျွန်တော်ပေါင်းတယ်။ဒီ site ကတော့ဒါလာမဲ့ကျွန်တော်တို့တရက်နေ့9လပိုင်း2026မှာထွက်မသိရဲ့ TC ကိုထုတ်ပေးမဲ့ site ဖြစ်တယ်။ဒီမှာလည်း4 5ပေါင်းကြပါရတယ်။9ကိုနှစ်ခတ်ချင်းနဲ့ကျွန်တော်ဒီမှာပါရ6ကိုပေးတယ်အဲဒီ6သေးပါပြရမယ်ကျွန်တော်ဒီမှာရှိတယ်3ညရေခွန်ရေ3ညခွန်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါဖြစ်ရမယ်6ဆိုပြီးဆင်းရ3ညခွန်ပေါင်းခြင်းကခွန်ပဲရှိတယ်ခွန်ကိုကျွန်တော်တို့က6ဖြစ်ချင်ရင်ကိုတလုံးထိ3ညခွန်ကိုပေါင်းခြင်းက6ဆိုတော့ဖြည့်လိုက်တယ်ကိုဒီကျွန်တော်ရဲ့မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့ဒီရက်2လပိုင်း2026အတွက်ထိပ်စီဖြစ်တယ်ဥဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တိုင်းပဲကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဒီကိုထိပ်စီ site လေးကတော့ကျွန်တော်မိတ်ဆွေတွေအားရချင်တယ်မယ်လို့ထင်တယ်ဥဆိုရင်ကျွန်တော်တို့ကထိပ်စီမူလေးပြီးဆိုတော့လက်ထိုင်လေးကိုဆက်ပြီးသွားမယ်ဟိုကျွန်တော်လက်ထိုင် site ကလည်းပြထပ်ယူတယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့3ညရဲ့3ရက်ကိုပေါင်းတယ်3ည3ပေါင်းခြင်း3ည3ပေါင်းခြင်းဒီလေးပါရတယ်3ကိုနှစ်ခတ်ချင်းနဲ့ကျွန်တော်ဒီမှာပါရတယ်5ကိုပေးတယ်အဲ့ဒီ5စီလည်းပါဖြစ်ရမယ်ဒီမှာပြထားသလိုပဲကျွန်တော်ဒီမှာရှိ6ရယ်4ရယ်5ရယ်6 4 5ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာဖြစ်သွားတယ်
9ဆိုပြီးပေးတယ်ဒီကနေ့မှာရရှိထားတယ်ကျွန်တော်ထိစီနဲ့လဲထိုင်ကတော့ပုံစံလူပုံစံကလေးနဲ့နော်ဒီမှာထိကြီးဆိုင်လဲ3ညနဲ့ပေါင်းချင်းနဲ့နှက်ခတ်မှု3လုံးပေါင်းချင်းဒီမှာလဲထိုင်ကလည်းကျွန်တော်3ည3ပေါင်းချင်း3ရဲ့နှက်ခတ်5ကလည်း645ပေါင်းချင်း5ကိုပေးတဲ့ပုံစံနဲ့သွားတယ်ဒီပုံစံနဲ့ပဲလာမဲ့ဒါဒီကနေ့အတွက်ရန်ကိုကောင်းပါနဲ့လဲထိုင်ကိုလည်းဒီပုံစံလေးတော့ရှောက်ကျွန်တော်မိတ်ဆွေတို့ဖန်တီးထုံလုံးမှာဖြစ်တယ်ပြီးရင်ကျွန်တော်နောက်တစ်ဆိုင်နောက်တစ်ချက်ကျွန်တော်ဒီမှာရှိ6ရဲ့ကိုပေါင်းတယ်6ပေါင်းချင်း6ပေါင်းချင်းဒီတပါရတယ်နှစ်ကိုနှစ်ခတ်ချင်းကျွန်တော်ဒီမှာပါရတယ်4ကိုပေးတယ်အဲ့ဒီ4တွေပါဖြစ်တယ်ကျွန်တော်ဒီမှာရှိတယ်8ရဲ့ခွန်ရဲ့9ရဲ့8ခွန်ကပေါင်းချင်းကကျွန်တော်ဒီမှာပါဖြစ်တယ်4ကိုချပေးတယ်3ည3ပေါင်းချင်းက3နဲ့3နှစ်ခတ်5မို့လို့6 4 5ပေါင်းချင်း5ကိုပေးထားသလိုပဲ6ပေါင်းချင်းရတယ်နှစ်တဲ့နှစ်နှစ်ခတ်4မို့လို့ကျွန်တော်တို့က8ခွန်ကိုပေါင်းချင်းကလည်းကျွန်တော်ဒီမှာ4ဆိုပြီးတော့ရရှိပြီးဖြစ်တယ်ခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဖန်တီးထုံနှုတ်ပေးမှာကလည်းလာမဲ့တာကျွန်တော်တို့ဒီရဲ့ကျွန်တော်တို့နလပိုင်း2026မှာထွက်မယ် 3D ရဲ့အလဲထိုင်လေးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ထုံနှုတ်ပေးတော့မယ်ဟုတ်ကဲ့ဒါလေးကျွန်တော်ဘေးကထပ်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိရဲ့4ရဲ့8ရဲ့ကိုပေါင်းတယ်4 8ပေါင်းခြင်း4 8ပေါင်းခြင်းကလည်းပါရတယ်နှစ်ပဲနှစ်ကိုနှစ်ခတ်ချင်းရဲ့ကျွန်တော်ဒီမှာပါရတယ်4ကိုပဲပေးတယ်အဲ့ဒီ4တွေပါဖြစ်မယ်ကျွန်တော်ဒီမှာရှိရဲ့6ရဲ့3ရဲ့လွတ်နေတဲ့ကလန်လုံးပေါင်းခြင်းတွေပါဖြစ်ရ4မှုစင်ရ6 3ပေါင်းခြင်းကတော့6ပဲရသေးတယ်6ကို4ဖြစ်ချင်းရင်8တလုံးထဲ6 3 8ပေါင်းခြင်းက4ဆိုတော့ဖြည့်လိုက်တဲ့8ဒီကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့နော်ဒီရဲ့နလပိုင်း2026မှာထွက်မဲ့ဒီရဲ့လဲထိုင်မှုဖြစ်ပြီးအခုဆိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲထိစီကောကျွန်တော်တို့လဲထိုင်အောင်ကျွန်တော်တို့ကကနန်းနှလုံးရရှိပြီးဒီကနန်းနှလုံးလည်းကျန်ကျင်တမ်းပဲထင်တယ်တကယ်လို့ကျွန်တော်မိတ်ဆွေတွေရှိမှလည်းအကောင်းဆုံးနောက်ပိတ်တွေရှိရဆိုရင်ဒီကနန်းလေးနဲ့တွဲဆက်ပြီးတော့လည်းလို့တို့အသုံးပြုနိုင်တယ်နောက်ရက်တော့လည်းကျွန်တော်ကတန်ဖိုးတွေအနည်းချုပ်တွေကိုတမန်တင်ဆက်မယ်အဲ့ဒီဗီဒီယိုတွေကိုလည်းကျွန်တော်မိတ်ဆွေတွေချင်းနဲ့မြင်ကြီးတမန်ပြီးတော့ကြည့်ရှုခြင်းလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကအနည်းရောက် subscribe ဆိုတဲ့စာတန်းနဲ့ဒီဗီဒီယိုကောင်းလောက်လေးကိုဒီများတီးထားပြီးကျွန်တော်နောက်တင်မဲ့တက်တော့ပူဂျိုတွေကိုကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ကြီးကြည့်ရှုနိုင်မှာဖြစ်တယ်ဥစဉ်ကျွန်တော်မိတ်ဆွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ကထိစီနဲ့အလဲထိုင်ကိုတင်ဆက်ပေးလိုက်ပြီးဆိုတော့နောက်ပိတ်ဆိုင်လေးကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟိုနောက်ပိတ်ဆိုင်ကကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က3ရက်9ရက်2ရက်ကိုပေါင်းတယ်3 9နဲ့ပေါင်းခြင်း3 9နဲ့ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါရတယ်4ကိုရတယ်အဲ့ဒီလေးကိုနှစ်ခတ်ချင်းချင်းမတည်တဲ့ပါရတယ်ကျွန်တော်တို့ဟာနှစ်ကိုပေးတယ်အဲ့ဒီနှစ်ဒီပါဖြစ်ရမယ်ထွက်မဲ့3ဒီပါနောက်ပိတ်ဆိုပြီးတော့ဒီဘက်ချမ်းမှာဆင်းရမှာဆို8 5နှစ်မှာနှစ်နောက်ပိတ်ကြတယ်3လုံးပေါင်းခြင်းနှက်ခတ်မှုနောက်ပိတ်ပြင်ကြပုံစံပေါ့နော်အကြီးလိုပုံစံလေးနဲ့ပဲလာမယ့်ကျွန်တော်ကဒီရက်နလပိုင်း2026မှာထွက်မဲ့3ဒီရဲ့နောက်ပိတ်ကောင်းဆုံးဒီပုံစံနဲ့ထပ်မှတ်ပြီးတော့ရှာဖွေတင်ဆက်ပေးထားတာဖြစ်တယ်ပြီးရင်နောက်တစ်ဆိုင်နောက်ဆိုင်ကလည်းကျွန်တော်ဒီမှာရှိတယ်8ရက်4ရက်9ရက်ကိုပေါင်းတယ်10ရက်ပေါင်းခြင်းနဲ့9နဲ့9နဲ့ပေါင်းခြင်းဒီ1ကိုရတယ်ဒီရက်နှစ်ခတ်ဒီပါရတယ်10ကိုပေးတယ်အဲ့10ဒီပါပြရမယ်ထွက်မယ်ဒီမှာနောက်ပိတ်ဆို10ကို10မှာ10နောက်ပိတ်ပေးသွားတယ်3ကိုနဲ့ပေါင်းခြင်းဟာ4 4နှစ်ခတ်နဲ့15နှစ်မှာနှစ်နောက်ပိတ်ပေးခဲ့တယ်လို့ပဲ10 4ကိုပေါင်းခြင်းကလည်းကျွန်တော်ဒီညမှာပါရတယ်1ဒီရက်နှစ်ခတ်10မို့လို့10ကို10မှာ10နောက်ပိတ်ပေးပြီးဖြစ်တယ်ဥထထုံးပါသည်လာမဲ့တာကျွန်တော်ဒီရက်နလပိုင်း2026မှာထွက်မဲ့3ဒီအတွက်ကျွန်တော်မိတ်ဆွေအတွက်နောက်ပိတ်လေးကိုထုံလုပ်ပေးတော့မယ်အဲ့ဒါကြီးကျွန်တော်ဒီမှာရှိတယ်1ရက်9ရက်ခွန်ရက်ကိုပေါင်းတယ်ဒီ9ခွန်ပေါင်းခြင်းဒီ9ခွန်ပေါင်းခြင်းဒီပါရတယ်ခွန်ကိုနဲ့ခတ်ချင်းကျွန်တော်ဒီမှာပါရ3ညကိုပေးလိုက်ပြီးဖြစ်တယ်အဲ့3ညဒီပါဖြစ်ရမယ်ထွက်မဲ့3ဒီမှာနောက်ပိတ်ဆိုပြီးဆင်းရမှာဆိုတော့အခုဆိုရင်မြင်တွေ့တိုင်းပဲ3ညနောက်ပိတ်ဆိုပြီးလာမယ်ကျွန်တော်တို့ဒီရက်နလား2026အတွက်ရရှိပြီအခုဆိုရင်မြင်တွေ့တိုင်းပဲ JC ကို share လဲတိုင်း3ညနောက်ပိတ်ဆိုပြီးလာမယ်ဒီရက်နေ့အတွက်ရရှိပြီဆိုတော့ဒီကနေ့မှာကျွန်တော်တင်ဆက်ပေးလိုက်ဒီ site ကိုတော့ငါရချင်တယ်မယ်ထင်ပါတယ်နောက်ရက်တော့လည်းကျွန်တော်မိတ်ဆွေတွေခေါင်းဆုံးဖန်တီးပြီးတင်ဆက်အောင်ပါဆိုဗီဒီယိုလေးဆောင်ရွက်ကြည့်စေချင်တဲ့ခင်ဗျာဒီကနေ့မှာကျွန်တော်မိတ်ဆွေကျွန်တော်တင်ဆက်ပေးလိုက်တာဒီလာမယ်တာတရက်နလပိုင်း2026မှာထွက်မယ်တတိတွေကိုကျွန်တော်မိတ်ဆွေအကောင်းဆုံးဖန်တီးပေးလိုက်တယ်အဲ့ဒါတော့မြင်တွေ့တဲ့အတိုင်းပဲဒီနှစ်တော့အရန်ကိုလာတယ်ကျွန်တော်တို့ကိုထိတ်စီ share လဲတိုင်း3ညနောက်ပိတ်ဆိုပြီးတော့ခဏကောင်းတစ်ခွက်ထဲကိုကျွန်တော်မိတ်ဆွေကိုကျွန်တော်ထုံလုပ်ပေးလိုက်တယ်ခဏလည်းလုံးဝကိုလဲစရာမလိုဘူး
နော်တစ်ခွက်ထဲပြည့်တဲ့အတွက်အားရကျင်းနေမယ်ထင်တယ်ကျွန်တော်ဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးလည်းဒီနေ့လေးနဲ့ပါပါတယ်ကျွန်တော်ဆုမကောင်းတောင်းပေးတယ်ကျွန်တော်ဗီဒီယိုဝင်ကြည့်ရှုမိတ်ဆွေအားလုံးစိတ်ချမ်းသာကိုချမ်းသာတယ်ပြည့်စုံပါစေလာမယ့်2လပိုင်းမှာလည်းဒီနေ့လေးနဲ့ပေါ်ပြီးလူတိုင်းနိုင်ပါစေကြောင်းဆုမကောင်းတောင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်ကျွန်တော်ကရည်နာလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ